အားလုံးမင်္ဂလာပါရှင်အခုမိတ်ဆက်ပေးမှာကတော့တိတိလေးစားတဲ့စာခွက်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးရဆိုရင်တော့နှမျိုးသုံးလို့ရပြီးတော့မှပလတ်စတစ်နဲ့လုပ်ထားတဲ့ခွက်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးရဆိုလို့ရှိရင်တော့အရောင်သုံးမျိုးရှိပါရဲ့ရှင်အဝါရောင်လေးရှိမယ်အပြာရောင်လေးရှိမယ်အလီမွန်လေးရှိပါမယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့ fiber ခွက်လေးပဲဖြစ်ပါရဲ့ရှင်သူကတော့စိုက်သေးစိုက်ကြီးရှိပါရဲ့ရှင်ပုံစံမျိုးစုံရှိရတဲ့ကြောင့်မို့လို့လေမိမိတိုင်းနေတဲ့ရာဝယ်ယူနိုင်ပါရဲ့ရှင်နောက်တစ်မျိုးကတော့ fiber လေးနဲ့ပြုလုပ်ထားတဲ့ stick ခွက်လေးပဲဖြစ်ပါရဲ့ရှင်သူကတော့နှာခေါင်းစားလို့ရတဲ့ခွက်လေးပဲဖြစ်ပါရဲ့ရှင်အလွယ်တကူထောက်စီလို့လည်းရတဲ့အတွက်ကြောင့်မလို့ကားလေးအတွက်လည်းအဆင်ပြေပါရဲ့ရှင်အရောင်လေးကလည်း၃မျိုးရှိမယ်ရှင်အပြာရောင်လေးနဲ့ဆင်းရောင်လေးလည်းရှိမယ်ရှင်နောက်တစ်မျိုးလေးကတော့အဝိုင်းလေးပဲဖြစ်ပါရဲ့ရှင်။သူကလည်းလွယ်တကူဆေးလို့ရတဲ့အတွက်ကြောင့်မလို့ပြင်ပန်းမှာလည်းစိတ်ပူစရာမလိုပါဘူးရှင်။အရောင်လေးကလည်း၃မျိုးရှိပါရဲ့ရှင်။ဒါလေးကတော့ပုံစံတစ်မျိုးလေးနဲ့ပဲဖြစ်ပါရဲ့ရှင်။အရောင်ကတော့၃မျိုးပဲဖြစ်ပါရဲ့ရှင်။အရောင်လေးမှာတော့အပြာရောင်နဲ့မီးခိုးရောင်အပန်းရောင်လေးလည်းရှိပါရဲ့ရှင်။